皆さんこんにちは。ゴールデンウィークရဲ့နောက်ဆုံးပိတ်ရက်လေးကိုခင်းနဲ့တူဖြတ်တန်းလိုက်ရအောင်။ပိတ်ရက်ဆိုတော့ထုံးစံအတိုင်းနေဖင်ထိုးမှထားရဲပေါ့နော်။တိတ်မကြောင်နေ့လက်စာစားတဲ့အချိန်ရောက်တော့မှဆိုတော့မနက်စာကိုပေါင်ပုံးတစ်ချက်ပဲစားလိုက်ပါတယ်။အများရန်အခန်းထဲမှာပဲစားလုပ်နေရတာဆိုတော့ပြောင်းလဲလေးဖြစ်အောင်ဆိုပြီးဒီနေ့ကတော့အခန်းအပြင်ဘက်မှာစားလုပ်ခဲ့ပါတယ်။လာ跳စားခြင်းလို့ဆိုပြီးတော့ TikTok shop ကနေပြီးမှားထားတာပေါ့နော်။အဲ့ဒါသူကရောက်ပြီဆိုလို့အောက်ကိုသွားပြီးဆင်းယူတာဖြစ်ပါတယ်။ဒီလိုမျိုးလေးတုပ်ကိုမှ1000ကျော်ပဲပေးရပါတယ်။ပေါ်ပြန်ရောက်တာနဲ့အခန်းထဲမှာစာပြန်လုပ်ပါတယ်။စာလုပ်ပြီးရဲ့အခါမှာတနားရီလဲကြော်ပြီဆိုတော့ဇလန်းကြည့်ရင်လည်းနေလဲစားပါမယ်။ညနေလောက်ကျတော့ငါးလွှာမှာနေတဲ့နောက်ထပ်မြန်မာအမတစ်ယောက်နဲ့နောက်ဘက်ကစားပြီးတော့ခေးဘိုက်တိုလောက်ရမယ်ကာဖေးမှာသွားပြီးစားခဲ့ပါတယ်။စားပြီးအပြန်မှာတော့ဘိုက်တိုအတွက်လိုအပ်တဲ့ဖနက်ဝယ်ဖို့သွားခဲ့ပါတယ်။အဲဒီကနေပြီးတော့ညကျအသားကင်စားကြမယ်ဆိုပြီးတော့ဈေးဝယ်ထွက်ခဲ့ပါတယ်။အဆောင်မှာကအသားကင်နဲ့ဟာကတသက်မရှိရောရှိရနေပဲရအောင်လုပ်လိုက်ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။